ဒီကနေ့ခေတ်ကြတဲ့အခါလူကနေတိရစ္ဆာန်ကြမ်းဖက်ယုံများမကလူသားအချင်းချင်းလဲကြမ်းဖက်တာဆိုတာဖြစ်လာတယ်ပေါ့ကြမ်းဖက်မှုတွေအကြမ်းဖက်မှုတွေမျိုးစုံဖြစ်ပေါ်ပြီးတော့နေတယ်လက်နဲ့အကြမ်းဖက်တာလူမျိုးတစ်မျိုးနဲ့အကြမ်းဖက်တာဘာသာယုံကြည်ချက်တစ်ခုနဲ့တစ်ခုအကြမ်းဖက်တာတနိုင်ငံနဲ့တနိုင်ငံအကြမ်းဖက်တာဒေသတစ်ခုနဲ့တစ်ခုအကြမ်းဖက်တာအမျိုးစုံနေအောင်ကြမ်းဖက်မှုတွေဟာမကြားခြင်းအဆုံး2014ခုနှစ်အတွင်းမှာအဆိုးဆုံးစံချိန်လောက်ရောက်သည့်ထိအောင်ကြမ်းဖက်မှုတွေမြောင်များစွာတွေ့ရှိနေကြရပြီဖြစ်တယ်ပေါ့လောကမှာတန်ဝေကယူစရာအလွန်ကောင်းတယ်ဒီကြမ်းဖက်မှုတွေကိုပျောက်ကင်းအောင်လုပ်နိုင်တဲ့နည်းတစ်နည်းကတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမသာလည်းဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့လွဲပြီးတော့ကင်းပြီးတော့အကြမ်းဖက်မှုတွေကင်းစင်အောင်လုံးနိုင်မှာမဟုတ်ဘူးမြတ်ဗုဒ္ဓရဲ့တရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်လိုက်မယ်ဆိုရင်အကြမ်းဖက်လို့တဲ့စိတ်ဟာလုံးဝပျောက်ကွယ်သွားပြီလောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းသာယာမှုကိုရရှိမှာဖြစ်ကဲ၍ဖြစ်နိုင်လို့မြတ်ဗုဒ္ဓသွန်သင်ဆုံးပြခဲ့တဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်လို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ဗြဟ္မစရိယဆိုတဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်ပွားများအားထုတ်လိုက်လို့ရှင်ဒုစရိုက်တရားတွေဟာအရင်အမြစ်သဲလွန်စားပါမကြံအောင်ပျောက်ကင်းသွားနိုင်တယ်ပေါ့သောတာပန်ဖြစ်တဲ့နောက်မှာပါဏာတိပါဒဆိုတဲ့အကျင့်ဖက်မှုလည်းရှိမှာမဟုတ်တော့ဘူးအာဒိဏဒါနဆိုတဲ့အကျင့်ဖက်မှုဖရုဒဝါစာဆိုတဲ့အကျင့်ဖက်မှုပိတုဏဝါစာဆိုတဲ့အကျင့်ဖက်မှုတွေမိစ္ဆာဒိဋ္ဌိဆိုတာတွေသောတာပန်ဖြစ်လိုက်တာနဲ့တပြိုင်နက်အဘိဓါဆိုတာတွေဒါတွေဟာပျောက်ကင်းသွားပြီးတော့အစစ်နဲ့အရိယသူတော်စင်ဘဝရောက်သွားပြီးလုံးဝအကျမ်းဖက်မှုကိုဖြစ်စေတတ်တဲ့စိတ်စေရနာဆိုးရတဲ့အနေအထားတွေလုံးဝကင်းစင်သွားပြီးအကျမ်းဖက်မှုကင်းတဲ့မေတ္တာကဘာကြီးတစ်ခုလုံးရသော်ဘုရားအဆုံးအမနဲ့တိဆောက်မယ်ဆိုရင်တိဆောက်လို့ရပေါ့တခြားနိလန်းနဲ့တော့မရှိနိုင်ဘူး